ကက်တလီယာကျွန်တော်ကက်အကြီးနဲ့ကက်အသေးဆိုပြီးတော့ရှိရပြီးမင်းကြီးကက်တရောရှိရပေါ့နော်ဒါအပွင့် site ကိုမူတည်ပြီးတော့ခွဲတယ်အရွက်ပုံစံကိုကြည့်ပြီးခွဲတယ်အရွက်တစ်ရက်တည်းဆိုလို့ရှိရင်ကက်အကြီးပေါ့နော်အကျန်းချင်းပေါ့နော်အကျန်းအဖြစ်လို့ပြောတာဘာလို့ဆိုတော့ချိုးကက်ကြီးရောနှစ်ရွက်ပါလဲရှိရဒါတော့ဆက်မျိုးတွေကြောင့်မို့ဆိုင်နဲ့ဖြစ်သွားကြပါတော့ပုံမှန်တော့အရွက်တစ်ရက်တည်းပါလို့ရှိရင်ကက်အကြီးအပွင့် site အကြီးလို့ပြောလို့ရတယ်အရွက်နှစ်ရွက်ပါလို့ရှိရင်မီနီကက်ပြီးရင် baby ကက်အဲ့လိုခေါ်ကြရပေါ့နော်အပွင့် site သေးရပေါ့နော်ကက်အကြီးပြီးရင်လို့ရှိရင်ဈေးဝယ်ထဲမှာကျတော့သူကဘာလဲဆိုတော့ပင်ပြိုနဲ့ဒီလိုမျိုးအရန်ကုတ်လေးနေပေါ့နော်ကုတ်ပါလဲရှိရကုတ်မပါလဲရှိရပင်ပြိုနဲ့ပန်းပွင့်လာပေါ့နော်အဲ့လိုမျိုးရှိမယ်အဲ့တော့ပန်းပွင့်ပြီးတာပင်ဖြစ်ဖြစ်ပန်းပွင့်ပြီးတာပင်ကတော့ပြောစရာမလိုဘူးပင်ပြိုရောပင်ပြိုတွေကကျတော့ကျွန်တော်ကအုံချို့ကလည်းအုံကောင်းလဲဆိုပေမဲ့အရွယ်မရောက်သေးကြဘူးပေါ့နော်အုံဘလောက်ကောင်းအုံဘလောက်ထူထူအပင်တွေဘယ်လိုများများဒီလိုမျိုးအရွယ်ရောက်တယ်ဆိုတာကျတော့ဒီလိုအဖွေးထွက်တဲ့ဟာပေါ့နော်ဒီလိုမျိုးအဖွေးထွက်တဲ့အပင်လေးတွေရှိမှပဲဒီအရွယ်ရောက်တယ်လို့ခေါ်မယ်အဲ့လိုအဖွေးထွက်ပြီဆိုရင်တော့အပင်တွေကြည့်လို့ရပါတော့အဲ့ဒါအရွယ်ရောက်မရောက်ကိုအရင်ဆုံးကြည့်ရတယ်ပန်းမွေးနဲ့လာတဲ့အပင်ကတော့အထူးလည်းပြောကြမလို့ပေါ့နော်အဲ့တော့ကျွန်တော်ကဒါဟိုကကျွန်တော်ပင်ညိုလာလို့ရှိရင်ဒါပွင့်ရင်လည်းပွင့်မွေးရင်လည်းမပွင့်ဘူးပေါ့နော်50ရာခိုင်နှုန်းပေါ့အဲ့တော့ကျွန်တော်တို့ကအဖွေးပါတဲ့ဟာပင်ညိုဆိုလို့ရှိရင်အပွင့်စီကျွေးလိုက်အဖွေးမပါသေးဘူးဆိုလို့ရှိရင်ဒီလိုမျိုးသားလေးပဲလာမယ်ဆိုရင်အဲ့ဒါလေးကိုအပင်အားစေးလေးဖိကျွေးပေါ့နော်အပင်အားစေးလေးဖိကျွေးပြီးလို့ရှိရင်အဖွေးထွက်လာပြီဆိုလို့ရှိရင်တော့ဒါအရွယ်ရောက်ပြီပေါ့နော်အဲ့လိုအရွယ်မရမချင်းကတော့အပင်အားစေးပဲကျွေးမယ်ဒါလို့အဖွေးလေးဆက်ထွက်လာပြီဒီလိုမျိုးအနေထားဖြစ်လာပြီဆိုရင်တော့အပွင့်စေးလေးကိုကျွေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါစေကျွေးတဲ့နေလေးပေါ့နော်ထင်းနေတဲ့နေရတော့ကျွန်တော်အုံနဲ့လာတာများတယ်အဲ့တော့အုံကိုဆွေးနေရဆိုလို့ရှိရင်တော့ကျွန်တော်လဲတင်ဆိုတာကျွန်တော်ဗီဒီယိုရှင်းပြပြပြီးအုံကိုဆွေးတာရေဆိုတဲ့မထိမ့်နိုင်ပဲရှိရအပြင်ကိုဘာမှမထိခိုက်ဘူးပေါ့နော်ရင်ခတ်တဲ့တိုင်တော့ရှိမယ်အဲ့တော့အုံကိုနဲ့ဆက်ရဆိုရင်အုံကိုရေဆိုအောင်လောင်းလက်နဲ့မကြည့်လို့ပေါ့နော်လေးလက်နဲ့ထိလောင်းပေးရတယ်ဒါအုံကိုနဲ့ဆက်ထားတဲ့ကလေးရပေါ့နော်အုံကိုလက်နဲ့မကြည့်လို့လေးလက်လောက်ထိလောင်းပေးရတယ်အဲ့ဒါမှရေဝါခေါ်တယ်အုံကိုဆွေးနေရဆိုရင်တော့တော်တော်နဲ့ကိုရင်မွာပေါ့နော်ကွာရေပေးနေဆိုရင်တော့အမြင့်တွေများများရှိမယ်ရေပေးနေဆိုရင်တော့အုံကိုဆွေးလဲကိစ္စမရှိဘူးပေါ့နော်ပြင်အိုပြမယ်ဆိုလို့ရှိရင်ကျွန်တော်ကမိုးများတချို့မိုးများတွေတိုက်ဆိုလို့ရှိရင်ကျွန်တော်ကတီဝိုင်ပေါ့နော်အုံကိုလည်းအကုန်လုံးဖဲထုတ်ပြီးတော့မှမီသွေးနေပေါ့နော်စိုက်ကြရှိရပေါ့နော်အဲ့ဒါမိုးများတွေတိုက်ပေါ့တချို့မိုးများတွေတိုက်တချို့ဝါသနာရှင်တွေအဲ့လိုစိုက်ကြတယ်တကယ်လို့ကမစိုက်မိုးများတွေကလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့တက်ဘူးဆိုရင်တော့ဒီပါလာတဲ့ဟိုပလတ်စတစ်ကိုချုပ်ပြီးတော့မှကော်ချင်းကိုချုပ်ပြီးတော့ဘေးကနေပြီးတော့မှမီသွေးလေးတစ်မျိုးနဲ့ပေါ့နော်မီသွေးတစ်မျိုးနဲ့စိုက်ရင်တော့အဆင်ပြေတယ်ပေါ့နော်ဒါကက်တလီယာတွေရဲ့အထာပေါ့နော်သူကတော့နေရခေါင်းရမှနေဝင်ရနေရမှာအစိမ့်စားလေးမိုးပြီးတော့စိုက်တင်တယ်အဲ့အမှသူကတမ်းမနာမှာသူကနေအောင်ကြီးတစ်ခွမျိုးစားထဲမှာနေရအများဆုံးလိုအပ်တဲ့အမျိုးသားရည်ထဲမှာပါရပေါ့နော်အဲ့တော့သူကတော့နေရအောင်တနေဝင်ရတဲ့နေရာမှာအစိမ့်စားလေးမိုးပြီးတော့မှစိုက်တင်တယ်အစိမ့်စားကိုလည်း9ပေလောက်တော့အနည်းဆုံးအပင်နဲ့ပေါ့နော်အပင်နဲ့အမိုးနဲ့9ပေလောက်တော့ခွာပေးအမှလေးလည်းကောင်းပြီးတော့ပန်းဟန်ပွင့်မှာဖြစ်ပါတယ်ခင်ဗျာကက်တလီယာဖြစ်ပါတယ်ကက်တလီယာအဖွေးမပါသေးဘူးဆိုရင်လို့ရှိရင်လည်းသူကအပင်ဘလောက်ထွက်တယ်တားတဲ့ဘလောက်ထွက်တယ်စီကျွေးရမှားနေပြီနေအောင်လိုအပ်ချက်တွေရှိနေပြီလို့ပြောလို့ရပါတယ်ဒီအဖွေးအပင်တန်ပြီးတော့လေဒီလိုအဖိုးတွေမပါဘူးဆိုရင်သူကဆွေးကြီးမားလည်းဖြစ်နိုင်တယ်နေအောင်ကြီးလိုရတာလည်းဖြစ်နိုင်တယ်เนาะအဲ့လေးကိုလည်းတည်ထားတယ်မှာလေခင်ဗျာဒါစင်နောက်တစ်ခုကနောက်ဆုံးတစ်ခုကတော့နောက်ဆုံးပဲအိမ်လေးပဲအိုစီဒီယန်ခေါ်တဲ့အိုစီဒီယန်ဒန်စင်းလေးတွေပေါ့ဒန်စင်းလေးတွေမျိုးစားဖြစ်ပါတယ်ဒန်စင်းလေးတွေကတော့ကျွန်တော်ဈေးဝယ်ထဲမှာတော့ဒန်စင်းအဝါအပွင့်သေးရှိမယ်အပွင့်ကြီးမျိုးရှိမယ်ပြီးရင်ဒန်စင်းအဖြူတွေရှိမယ်ထိုင်ဘက်ကလာပြီပေါ့နော်ကျွန်တော်တေးဘက်ကလာလို့ရှိရင်အပွင့်ကြီးမျိုးရှိရပေါ့နော်အားရကတော့ဈေးကောင်းတယ်ဈေးလည်းမြင့်တယ်ပေါ့နော်9000 9000အဲ့လိုဝင်နေရှိရပေါ့နော်အဲ့ဒါကတော့အပွင့်ကြီးမျိုးတွေကကျတော့သူကရာသီဥတုအေးမှအေးရတဲ့တာမှာပို့ပြီးအဆင်ပြေပေါ့နော်အပွင့်ကြီးမျိုးတေးဘက်ကလာတဲ့ဟာတွေကကျတော့ရာသီဥတုအေးမှပြင်းလွင်လို့လောင်ကြီးလိုမျိုးအေးရတဲ့ဓာတ်တွေမှာစိုက်လို့ရှိရင်ပိုအဆင်ပြေတယ်လို့ပြောတာနော်ပိုအဆင်ပြေရပေါ့နော်ဒါပေမဲ့တစ်ခွက်တော့များတော့ပါရောက်တဲ့အရက်မှာပေါ့နော်သူတို့ကအဲလုံးကြီးယူစားနေရတယ်အေးပိုင်းဆိုရင်လည်းကျွန်တော်အပေါ်ပိုင်းကိုဖြည်းနည်း3နှစ်လောက်စိုက်တာများလို့ရှိရင်တော့သူရဲ့ယာတီဥဒုဒံကိုတော့ခံနိုင်သွားတယ်ပေါ့နော်အချိန်တော့ပွင့်မှာဖြစ်ပါတယ်ဒန်စင်းလေးဒီကကျတော့ပန်းမချပွင့်မလဲဆိုတော့ဒန်စင်းလေးတွေကကြတော့ကျွန်တော်တို့ရင်ကောင်ဒန်စင်းကလွယ်ပြီးရင်ကောင်ဒန်စင်းကတော့ဥကတော့မရှိသလောက်ပေါ့နော်ဥကမပါဘူးပဲပြောရမှာဒန်စင်းရင်ကောင်ဒန်စင်းကတော့ဥမပါဘူးဥမပါတော့သူကအဖင်ကြီးရနဲ့ပန်းပွင့်မဲ့ပေါ့အဲ့လိုပဲပြောလို့ရမယ်ကျွန်တော်ဥပါတဲ့ဒန်စင်းတွေဆိုလို့ရှိရင်ဥပါတဲ့ဒန်စင်းတွေဆိုလို့ရှိရင်တော့ဥကြီးမှပဲပန်းပွင့်နေပေါ့နော်နောက်ဒီမှာတားလေးအစ်စ်လေးထွက်လာမယ်ဒီတားလေးအစ်စ်လေးကဒီလိုမျိုးမိခင်အပင်လိုမျိုးဖောင်းဖောင်းလေးဖြစ်မှာသူကပန်းပွင့်ဖြစ်ပါတယ်အဲ့တော့သူကဥပါတဲ့ဒန်စင်းတွေကကြတော့ဥနဲ့ပဲဆုံးဖြတ်တယ်ပေါ့နော်မိခင်ရဲ့ဥလောက်ကြီးထွားမှာပဲပန်းပွင့်နေမှာဖြစ်ပါတယ်အဲ့လိုမကြီးမချင်းဥမဖောင်းမချင်းကတော့အပင်အားစေးပဲကျွေးရမယ်ဥဖောင်းလာပြီဥဆိုရင်တော့ကျွန်တော်တို့အပွင့်သေးကျွေးလို့ရပါပြီ
ဒါစေးကျွေးအပိုင်းပေါ့နော်ထိန်းသိမ်းတဲ့နေကတော့သူကတော့မစုံမချောက်ပေါ့နော်ရေကကျတော့ရေများရင်လည်းမကြိုက်ဘူးရေငတ်ရင်လည်းတိတ်မကြိုက်ဘူးပေါ့နော်အဲ့တော့သူကတော့ရေကတော့ထိန်းလောင်းရတဲ့အထက်မှာပါတယ်ရေများလုံးလုံးပုတ်တာလည်းရှိကြရပေါ့နော်တန်သေးတော်များကြတော့အဲ့တော့စိုက်တဲ့နီးကတော့အများကြီးပါပဲအကောင်းဆုံးစိုက်နီးကတော့ဘယ်လိုလဲဆိုတော့တစ်ခေါက်လေးနဲ့စိုက်တာဆိုတော့ပို့ပြီးတော့အဆင်ပြေဆုံးပေါ့နော်သူကတစ်ခေါက်ကျတော့ရေအဆူတက်လည်းတိတ်နည်းနည်းထိနေပေါ့နည်းနည်းထိနေ90ရာခိုင်နှုန်းတော့ထိနေဟိုအုံးလောက်တော့မထိဘူးဒါပေမဲ့သူ့အနေထားနဲ့သူထိပြီးရဲရေလည်းမတင်ဘူးပေါ့နော်မတင်ဘူးပေါ့ရေလည်းမစုပ်ထားဘူးရေလည်းအစိုးရထိန်ပေးရ50ဆိုတော့သူကတော့တစ်ခေါက်ကတော့အဆင်ပြေဆုံးပေါ့နော်အဲ့ဒီဘာလို့အဝင်ကြီးမျိုးဆိုလို့ရှိရင်လည်းသူကတစ်ခေါက်တွေနဲ့စိုက်တာပို့ပြီးအဆင်ပြေရဗျနော်အဲ့စိုက်ပုံစိုက်နေပေါ့နော်ပြီးလို့ရှိရင်ဘာလဲဆိုတော့သူကကျတော့ရေရတော့လေသူအမြင့်တွေကတော့ဘန်နာတစ်ခွာတွေလို့ဒန်နိုတစ်ခွာတွေလို့အမြင့်တွေအများကြီးမထွက်ဘူးပေါ့နော်ဒါန်စီကကျတော့အမြင့်တိတ်လေးတွေနဲ့တူတူလေးဖြစ်အဲ့တော့ရေဆိုတော့တိတ်မထိမ့်မနိုင်ဘူးအားကြောင့်မို့သူကရေကိုအရင်ကတော့လည်းမခံနိုင်ဘူးရေများတယ်လည်းမခံနိုင်ဘူးပေါ့နော်โอเคပါအဲ့ဒါဆိုရင်ကျွန်တော်စိုက်နီးတွေလည်းပြပြပေးသွားတယ်ပန်းမချင်းပွင့်မလဲဆိုတာကိုလည်းရေပြပေးရတယ်စီးကျွန်းလေးတွေလည်းရေပြအကြမ်းပြပေးသွားတယ်အဲ့ဒါဆိုလို့ရှိရင်တော့စိုက်ရတာမခက်ခဲတော့ဘူးပေါ့နော်အဲ့တော့ဒါနည်းဒီတစ်ခါမျိုးစား၅မျိုးကမြန်မာနိုင်ငံမှာလူစိုက်အများဆုံးလူကြိုက်အများဆုံး၅မျိုးဖြစ်ပါတယ်ခင်ဗျာတိကျနာရှိလို့ရှိရင်လည်း comment လေးမှာရေးပေးသွားပါတယ်ရေးပေးသွားပါကျေးဇူးများတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်